လုံးမင်္ဂလာပါနော် Digital Business ကနေကြိုဆိုပါရစေ။ကျွန်မစီကိုယုံကြည်ပြီးတော့လူတော်တော်များများကဝင်ရောက်ပြီးတော့လေ့လာနေပါတယ်။ဒုတိယအဆင့်ကိုမသွားသေးပါဘူး။အခုဒုတိယအဆင့်ကိုဝင်ရောက်လေ့လာတဲ့ညီမလေးတိမ်ကိုကျေးဇူးအများကြီးတင်တယ်လို့ဒီကနေပြီးတော့ပြောချင်ပါတယ်။ကျမကိုယုံကြည်ပြီးတော့ဝင်ရောက်လေ့လာတဲ့သူတွေအားလုံးကလည်းညီမလေးတိမ်လိုပဲဒုတိယအဆင့်ကိုဝင်ရောက်လေ့လာပါလို့ဖိတ်ခေါ်ချင်ပါတယ်။ဒီအဆင့်ကိုလေ့လာမှလည်းကုမ္ပဏီရဲ့လုပ်ငန်းအကြောင်းတွေဝင်ငွေရဘယ်လိုရနိုင်လဲဆိုတဲ့အကြောင်းတွေကိုသိနိုင်မှာဖြစ်ပါတယ်။မလေ့လာဘဲနဲ့ဘာမှသိချမသိနိုင်ပါဘူး။အခမဲ့ကြည်ယုံနဲ့လုပ်ငန်းရဲ့အကြောင်းကိုတည်တည်ချာချာမသိနိုင်ပါဘူးဒုတိယအဆင့်ကိုလေ့လာမှသာလုပ်ငန်းကဘယ်လိုဝင်ငွေတွေရနိုင်လဲဘယ်လိုလုပ်ငန်းမျိုးလဲကိုကလုံနိုင်လားကိုနဲ့ကြိုက်လားကိုမလုံနိုင်ဘူးကိုနဲ့မကြိုက်ဘူးဆိုလို့ရှိရင်ကိုကရက်30အတွင်းမှာဆုံးဖြတ်ချက်ချလို့ရပါတယ်ရက်30အတွင်းမှာကိုကမလုပ်ချင်ဘူးဆိုရင်100% refund ပြန်ပေးပါတယ်စိတ်ပူစရာဘာမှမရှိပါဘူးကိုကဆက်ပြီးတော့လုပ်ငန်းကိုလုပ်မယ် ID ယူမယ်ဆိုရင်တော့နောက်တစ်ဆင့်ကိုဆက်သွားရပါမယ်အဲ့ဒီအတွက်မိတ်ဆွေတို့လည်းအခမဲ့လေးကိုအရင်လေ့လာတယ်ပြီးလို့ရှိရင်ဒုတိယအဆင့်ကိုလည်းနောက်တစ်ဆင့်အနေနဲ့ဆက်လက်လေ့လာဖို့ထပ်မံပြီးတော့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်